ဒါကြောင့်ဦးဇင်းဒီနေ့ဟောမယ့်တရားပါလဲဆိုလို့ရှိရင်ဆရာကောင်းကိုရှာဖွေခြင်းပါလဲတဲ့ဆရာကောင်းကိုရှာဖွေခြင်းပါဆရာကောင်းကိုရှာဖွေခြင်းဆိုတဲ့တရားကိုနာကြားသေးပြီနန္ဒစတေဝနန္ဒတတဝါကိုจิตတာပို့ရအောင်နော်လက်စီလိုက်စကြဝဠာအနန္တ၌စကြဝဠာအနန္တ၌လောဆောင်ကတိတတဝါတွေလောဆောင်ကတိတတဝါတွေဘုမာတန္တပူပန်ဆွေဘုမာတန္တပူပန်ဆွေကိုစင်ရဲ့လေကိမာစေကိုစင်ရဲ့လေကိမာစေစိတ်မာတန္တပူပန်ဆွေစိတ်မာတန္တပူပန်ဆွေစိတ်စင်ရဲ့လေကိမာစေစိတ်စင်ရဲ့လေကိမာစေဘေးအတန္တယံခံသိလို့ဘေးအတန္တယံခံသိလို့ရှောင်းပွားသိလို့ငြိမ်းပါစေရှောင်းပွားသိလို့ငြိမ်းပါစေဆင်းရဲကုန်ခန့်နိဗ္ဗာန်ဆင်းရဲကုန်ခန့်နိဗ္ဗာန်ဆံမြန်းနိုင်ပါစေဆံမြန်းနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဗုဒ္ဓဟောကြားမေတ္တာထားဝါရေဓမ္မာပိဝါရေဓမ္မာပိစကြဝဠာအနန္တ၌စကြဝဠာအနန္တ၌လောဆောင်ခန္တိနဗ္ဗမတွေလောဆောင်ခန္တိနဗ္ဗမတွေဘုမာတန္တံဘူပန်ဆွေဘုမာတန္တံဘူပန်ဆွေကိုစင်ရဲ့လေကိမာစေကိုစင်ရဲ့လေကိမာစေစိတ်မာတန္တံဘူပန်ဆွေစိတ်မာတန္တံဘူပန်ဆွေစိတ်စင်ရဲ့လေကိမာစေစိတ်စင်ရဲ့လေကိမာစေဘေးအတန္တယက္ခသိလို့ဘေးအတန္တယက္ခသိလို့ရှောင်းပွားသိလို့ငြိမ်းပါစေရှောင်းပွားသိလို့ငြိမ်းပါစေဆင်းရဲကုန်ခန့်နိဗ္ဗာန်ဆင်းရဲကုန်ခန့်နိဗ္ဗာန်ဆံမြန်းနိုင်ပါစေဆံမြန်းနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဗုဒ္ဓဟောကြားမေတ္တာထားဝါရေဓမ္မာပိဝါရေဓမ္မာပိသမိတိယောဝဝဇံတုသောကောလောကောဝိနတံတုမာဒေဝန္တရာယသုခိဒီဃာယောဘဝသဗ္ဗေတိယောလောဆောင်သောဥပ္ပန္နဝတ္တိဝဝဇံတုရှောင်းလဲပြောင်းပြဲကြပါစေကုန်သောကောသံသောကတရားဤ၎င်းရောဂါရောဂောသကဏ္ဍယောဂါတို့ဤ၎င်းဝိနတတုပြောင်းပြဲပါစေအန္တရာယအန္တရေဘုရမြတ်တို့ဒီမာဘုံတို့ကုတရားများမကြောက်ရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုယ်စိတ်နှပြကျမ်းမာချမ်းသာလမ်းပြဝန်သာကြကုန်သည်ဖြစ်၍ဒီဃာယုဂတရားလမ်းကိုကြော်လာနိုင်ကြကုန်သည်ဝါဒဘုံသူကိုစီကူငါကောင်းစွာမတွေ့ပြည့်စုံလုံးနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုဇင်ကနာပြောတဲ့ကောင်းစဉ်ကြီးပါတယ်လည်းမသိဘူးဆရာကောင်းကိုရှာဖွေခြင်းဆရာကောင်းရှာဖွေခြင်းတဲ့တို့ရဲ့ရွာထဲမှာပြောနေတဲ့စကားလေးရှိတယ်ကုံရှုံးတော့တစ်ခါလင်ကုံရှုံးတော့တစ်လုံးမှာဆရာကုံရှုံးတော့တတန်တရားလုံးမှာပြန်ပြောကြည့်ကုံရှုံးတော့လင်ကုံရှုံးတော့ဆရာကုံရှုံးတော့တတန်တရားလုံးဟောတယ်ယောဂီကြီးကသူကတရားထိုင်တဲ့အခါဆိုပို့ပြီးတော့တရားအားထုတ်ခဲ့လို့ဆိုတော့ပို့ပြီးတော့တည်ထားရတယ်လေဟုတ်တယ်မလားသူကရွေးချယ်စစ်စစ်ရဆရာမရင်သွားပြီးဆရာတင်တာလောကမှာဆရာရဲ့အများကြီးပဲကောင်းကောင်းတဲ့လူပြောဆိုင်ကားတဲ့လူပြောအဲ့လိုဆရာကြီးအများကြီးပဲနော်ဆရာကြီးဘယ်လိုလူမျိုးကိုဘောဆရာတင်ပြီးတော့ပို့ခဲ့ရမှာလဲစိတ်ကအမှလဲဆိုပြီးတော့မြတ်စွာဘုရားအတိနဲ့ပြောထားတယ်ရှိဒီအချက်လက်တွေနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်တဲ့ဟို
မြတ်စွာဘုရားကအနာတိကလောထောက်တောင်သွားနေတယ်နော်ကိုကငနာမလာနဲ့သွားနဲ့ပြောရင်တော့မသွားနဲ့အဲ့ဒီဆရာကိုချင်းကပ်နော်ဘယ်လိုချင်းကပ်တို့ကိုဒီကတိထဲမှာဆိုလို့ရှိရင်လေဆရာကြီးအများကြီးပဲနိုင်ဖို့မှကြည့်ကြည့်လိုက်နော်ကျုပ်ဝေဖန်ပြစ်တင်တာတွေရှိတယ်ဒါပေမဲ့သူတို့ဂရုမစိုက်ကြဘူးနောက်မှာကဟိုဝေအားတွေလူအားတွေရှိတော့ကြောက်ခါလေးကြောင့်ဝိညာဉ်တရားကိုနိုင်တာပဲလေအဲကြောင့်တို့တချို့ရိတ်သားတွေမှာဟိုဟောတာတွေကမားတွေအများကြီးပဲဒါပေမဲ့လို့ဟိုလက်ဆန်းမှုတွေပေါ်ရလက်ဆန်းမှုတွေကိုပပြောင်းမလုပ်နိုင်တဲ့ကြောင့်ဒီပုဂ္ဂိုလ်ကြီးကပေါ်နေတာခက်စက်တာတွေအများကြီးအဲ့တော့ကြောင့်ဟိုကတလောဟာမျိုးကိုသွားပြီးတော့ရွေးချယ်ပြီးတဲ့လူရှင်မားရောနော်ဒါလေးရောလူဆိုတာကဆရာဆွဲဆိုတာရှိသေးတယ်ကိုကအစပထမတော့ဟောဒီဆရာကိုယုံကြည်မှုနဲ့သွားပြီးတော့ဟိုသွားပြီးကိုယ်ပဲပြီးလိုက်တယ်မိလိုက်တဲ့ခါကျတော့သူကမှားပြီပဲစိတ်နဲ့ပြီးတော့ကိုကကိုယ်ပဲတယ်အကွာဒီအစွဲလေးရှိနေဟာသူနဲ့တကယ်ချင်းဖြစ်လို့ဒါမဟုတ်သူနဲ့အရင်သီးလို့ဒါတွေကအရှိသေးတာလေဒီကမှာဗာလဲဆိုရှင်မြတ်စွာဘုရားကကိုကဒီဝိပဿနာဉာဏ်တွေပါအထုတ်တဲ့အခါမှာဒီမလပုံလန်းတွေပုံမှာကိုကရှောက်တော့တဲ့ခါမှာဆိုလို့ရှင်ဒါတွေအားနာစရာမလိုဘူးနော်ဒါတွေကောင်းအားနာလို့ရှင်တော့ရကိုဘောတော့ရနော်ဘယ်မှာအားနာစရာမလိုဘူးနော်ဘယ်ကိုမှလည်းအားနာစရာမလိုဘူးဒီပေရနဲ့တန်းကြီးအဲ့ပေရနဲ့တန်းကြီးလို့အဲ့ချက်လက်တွေနဲ့မကြည့်ဘူးဆိုလို့ရှင်အဲ့ကိုကြီးမကူးခွင့်နဲ့နော်တော့ပြည့်နေတယ်ပေါ့ဗျာဘုန်းကြီးဆိုတော့ဒါလေးတော့တယ်ပြောဆိုတော့ကဟိုငင်းနဲ့6လက်ပါတယ်လေပြောကြရှိတယ်လေငင်းနဲ့6လက်နဲ့ပြည်နဲ့မြောက်လိုက်တယ်ဘုန်းကြီးကဟုတ်လားဘုန်းကြီးတော့ပြောနေငယ်ကြီးလေးနေတယ်ဒီဘုန်းကြီးကပြောနေငယ်ကြီးလေးနေဘုန်းကြီးပြောရင်ငယ်ကြီးတာမှမဟုတ်လားနော်ဘုန်းကြီးပြောရင်ငယ်မကြည့်ဘူးဆိုတာမကြည့်ဘူးဆိုတာမြတ်စွာဘုရားကိုယ်တိုင်မြတ်စွာဘုရားအိမ်မှာရှိခဲ့တာရင်းရှင်သားတွေအသာတွေဘုံမှန်တာတွေဟုတ်တာအများကြီးပဲရင်းရှင်တဲ့ကမှာကိုကနော်ပြည့်လို့တဲ့တိုင်းအများကြီးပဲဝိနည်းပညာတွေဆိုတာဒီတရားကမ္မတွေကနေပြီးတော့ကဲ့ကြလို့မလို့ဒီဝိနည်းပညာဆိုတာပေါ်လာတာနော်တို့တရားကမ္မတို့ကိုယ်ဟုတ်လိုက်လေချင်းဟုတ်လိုက်လေချင်းဒီဝိနည်းပညာဆိုတာပေါ်လာတော့နော်ရသော်မရဒီပုဂ္ဂိုလ်ကဒီကိုရောကြီးကတော့ဒီလိုပုံစံအကြောင်းဘလို့ကြီးပညာကြီးတခြားဘာသာဝင်တွေတော့ဒီလိုဘလို့ဘူးတခြားဘာသာဝင်ဘုန်းကြီးတွေဒီလိုဘလို့ဘူးမြတ်စွာဘုရားရဲ့သာရဏမှာနေပြီးတော့ဒီလိုပုဂ္ဂိုလ်တွေဒီလိုယဟန်တွေကဒီလိုပြုမှုတွေပြုနေပါရဲ့ဘုရားဆိုလို့ဒါကမဲ့ရှောက်တာရှောက်လို့ကဲဒါဆိုလို့ရှိရင်ယုံကြည်တဲ့ဟာတွေမလုပ်တဲ့ပြည့်ညက်တွေအများကြီးပြည့်ညက်တဲ့ယဟန်တွေလည်းအဲ့ခေတ်ကယဟန်တွေတစ်ခါလေးကြောက်လို့လေတော့ပူလီဝိရှာနိုင်တယ်လို့တိကတဲ့ကျုပ်ကြီးရဆိုလဲတိကတဲ့လုပ်တဲ့အများကြီးပဲနော်ဥပမာဆိုပါစို့နော်ဒီတချို့အရာတွေဆိုလို့ရှိရင်ရှိတယ်ကျောင်းဆောက်တဲ့မှုပေါ့ဗျာကျောင်းဆောက်တဲ့မှုဉာဏ်နာကပြောတာကျောင်းဆောက်ဖို့ဆိုပြီးတော့ဒီဒါတော်၎င်းရဲတဲ့တော်၎င်းဆိုရဲဒီကောင်းမှာပေါ့ဗျာဒီလိုမျိုးပြောတော့တက်ခုတ်တယ်အဲ့တော့ဘုန်းကြီးမြတ်တွေမပြည့်ညက်ရတယ်တက်ခုတ်တော့ကြောဒီအတ္တမိရထွက်လာတော့ရှင်ရှင်ဗျာပြောလို့ဒီဘက်မှာနေနေတာဗျာဟိုပို့ပြီးတော့တနာအောင်သူသားလေးကိုပြရတယ်ဒီလိုသားလေးကငယ်လေးလေးရှိရဲ့အင်းဒီပါလေးကြောင်းလို့တကယ်ဒီပါလေးကြောင်းလို့ဆိုတာမလွယ်ဘူးတကယ်တိုင်းမှာလည်းတကယ်ကိုစီမှာလည်းလက်ရရှိကြတာပဲလေဒါကြောင့်မလို့ဟိုတကယ်စားတာလူချစ်ခင်ဟိုနက်ချစ်ခင်တယ်ဆိုလို့ရှိရင်လည်းတကယ်ဆိုင်တယ်အဲ့ဒါပြောတာသူတို့တကယ်ဆိုင်လို့ရှိရင်သူတို့ပြင်တယ်ပြရနော်အားကိုးစရာကြဒါကြောင့်မလို့သူကအဲ့တကယ်ကိုညာဒီတကယ်ချောင်းနဲ့ကောင်းလဲဆိုပြီးတော့သူလိုချင်တဲ့လောဘနဲ့တကယ်ခုတ်ချလိုက်တယ်ဒီနတ်မီပြောတဲ့ဈာရခုတ်ချလိုက်တော့ဘယ်တော့ရက်နေတာသူကလေးရချက်တယ်သူကလေးတော့ပြီးတော့ခုတ်ပြီးတာလည်းတော့ပြတ်သွားတယ်လည်းတော့ပြတ်တော့ဘာလုပ်လဲဆိုတော့တတိယတော့ဖတ်တယ်ဒီလိုပြောတဲ့ဒီဘုန်းကြီးကတကယ်ကိုခုတ်တယ်ခုတော့ငါသားလေးတက်သွားပြီအဲ့ဒါ
လက်ပြီးဆိုတော့ဘောရကြီးတော့ဒီရန်ကိုတက်ပလိုက်တွေ့ဒီကုန်းနဲ့တက်ပလိုက်လို့တော့စဉ်းစားတော့ဒီပေါင်းလေးကဒီမှာသူ့ဒီရန်ကိုမှာကလိုက်လို့ရှိရင်ငါပဲအခုလိုပြင်မှာသူ့မှာပုတ်ထိန်လူရှိရနော်လူတိုင်းမှာပုတ်ထိန်လူရှိလားရှိတယ်ရှိပါတယ်ရှိတာပဲပုတ်ထိန်လူရှိရင်လည်းအောင်ဆုံးလေးသူ့အလုံးတွေကိုပြောစမြတ်စွာဘုရားပဲလေမြတ်စွာဘုရားရှင်တော့မြတ်စွာဘုရားရှင်တော့ဒီလိုစစ်ကြောင်းပုံစံတွေပြောပြတော့မြတ်စွာဘုရားကဉာဏ်နဲ့တည်းမကိုပါဘူးဆိုပြီးပြည့်ညက်လိုက်ကနော်ပြည့်ညက်ချက်တိုင်းပြည့်ညက်ချက်တိုင်းရသူကပြည့်ညက်တစ်ခုကိုပြည့်ညက်လိုက်တယ်ဝိနည်းပြည့်ညက်တစ်ခုအဲ့ဒီဝိနည်းပြည့်ညက်ကိုအဲ့ဝိနည်းရှောင်ပြောပြည့်ညက်တဲ့ဉာဏ်တွေရှိတယ်အဲ့ဒါတွေကတော့ပြောအနုပြည့်ညက်ဆိုပြီးကပ်ပြည့်ညက်အဲ့ဒီစပြန်ပြည့်ညက်ဒါကြောင့်ဝိနည်းတွေကများနော်တချို့ဝိနည်းတွေဆိုလို့ရှိရင်အိန္ဒိယပြည်နဲ့သက်ဆိုင်တယ်ကျတဲ့ရွာလေးသွားလာလို့ဆိုလို့ရှိရင်ဒီနိုင်ငံကောင်းဆောင်သွားလာလို့ဘာလို့ဆိုလို့ရှိရင်သူကခုကျေရွာလေးကျေရွာလေးဟိန္ဒူကလမကျေရွာလေးသူကစာရီခြုံထားရဆိုလို့ရှိရင်ဒါတွေဘုန်းကြီးတွေနဲ့တူတယ်သူအနေစာရီခြုံထားရဆိုလို့ရှိရင်လေအဲ့လိုအဲကြောင့်မလို့ကျေရွာလေးသွားလို့ရှိရင်နိုင်ငံခြုံရဟိုကလမနဲ့မအောင်ဆိုလို့ပေါ့ဗျာပြီးရင်မင်းစားတဲ့အခါမှာလည်းအဲ့လိုပဲကလားတွေကမင်းစားတဲ့ဆိုလို့ရှိရင်အဲ့စလုံးလေးကိုသူကဘယ်နာရန်စားတဲ့ကလားတွေကိုဘယ်လောင်းခဲ့လိုက်တယ်ဘယ်လောင်းခဲ့ပြီးတော့သူကမင်းကိုစုပ်ပြီးတော့လုံးပြီးတော့ဇက်တဲ့ပြည့်ပြီးတော့လို့ရှိရင်ဒီလိုလက်ချောင်းအပြည့်ဒီချိမင်းစိတ်နဲ့ပြီးနေတယ်အဲ့ဒါလည်းမြတ်စွာဘုရားပြည့်ညက်တယ်အဲ့လိုမစားဘူးပြီးတော့ဆိုရင်ဘယ်လိုလဲဆိုလို့ရှိရင်သူတို့ကတပည့်တဲ့ဒီလက်မှာပြီးနေတဲ့မင်းစိတ်တွေပါဆိုလို့ရှိရင်လက်ကိုအချောင်းရက်ပေါ့ဗျာစုပ်လိုက်ဒါလည်းဘုရားရှင်ကပြည့်ညက်တကယ်လို့ကြည့်လို့ရှိရင်ဒီတေကြီးက55ပါးရှိတယ်ဝိုင်းလေးလာကြည့်လိုက်အဲ့ဒါလေးကိုလေ့လာလိုက်လို့ရှိရင်ဘာလဲဆိုတော့ဟိုလူတိုင်းလိုက်လာတဲ့ဟာစားတော့တဲ့နေရာမှာလည်းအဲ့လိုပဲစားမြတ်စွာဘုရားကုန်တင်ပြီးတာအတန်စားတော့စားလဲဆိုလို့ရှိရင်အတန်မမြင်ရဘူးဟေးအော်လို့ရှိရင်ရှေ့နဲ့မမြင်ရဘူးပြီးခမင်းစားတဲ့အခါလဲအစံလိုက်မကြောက်ဘူးလေတပိတ်နဲ့စားတယ်ဆိုလို့ရှိရင်တပိတ်နဲ့ခမင်းရပြည့်စွန့်ပြည့်တယ်ဆိုလို့ရှိရင်ဥပ္ပမှာရှိတဲ့ခမင်းရနေတယ်စားတယ်စားပါတယ်ပြီးရင်ခမင်းစားတယ်တော့စကားမပြောရဘူးဘလို့ပြောင်းနေစကားပြောလို့ရှိရင်မျက်စိကဆင်တယ်လေဒါကြောင့်ဘလို့မစားအောင်ပြည့်ညက်ချက်တွေများတယ်ဒါတွေကဘာလဲဆိုလို့ရှိရင်လူတွေကနေပြီးတော့ကဲလို့နော်ဒါကြောင့်တချို့ဟာကျပြောတယ်ပြောရတယ်ဟိုကပြောမှသိမှာပဲလေဟုတ်တော့ဘုန်းကြီးဆိုတော့ဦးဇင်းတို့ဆိုတယ်ဘုန်းကြီးဆိုတခါလေကျသိမလေးလာပြီလေတခါကံမိုက်ကျတော့သူကဘုန်းကြီးတွေနဲ့များတော့ဖြင့်ဟိုဒီဘုန်းကြီးတရားဟောကောင်းနေဆိုရင်သွားနာကြတယ်ပါရှိတယ်လေအဲဆိုလို့ရှိရင်ဒီဘုန်းကြီးတရားဟောတာဟောဝဲလာပါဆိုလို့ရှိရင်ဗေဒန်နေတဲ့ပိုင်းနဲ့တန်းကြည့်ရတယ်သူပြောတဲ့ပိုင်းနဲ့တော့ယုံကြည်တဲ့နော်အဲကြောင့်မလို့ဆရာကိုရှုံးရင်ပါလေဟာဆရာကိုရှုံးတဲ့ကောင်းလားဘယ်ရဆရာတိုင်းမှာလာတော့ပြီးပါပြီကိုရှုံးတော့တစ်ခါနေကိုရှုံးတော့တစ်လုံးမှာဆရာကိုရှုံးတော့တစ်တရားလုံးသွားမှာအဲကြောင့်မလို့ဆရာရွေးချယ်တဲ့အခါမှာရန်ရည်ကြည့်တယ်နော်ကျုပ်ရိတ်တန်ရေးတွေမှာအဲကြောင့်မလို့မိုးကုတ်ဟိုဘာကဆိုလို့ရှိရင်မိုးကုတ်ရဲ့မူတွေပါရှိရတယ်မိုးကုတ်ရဲ့မူတွေဆိုလို့ရှိရင်ဒီမှာရည်ဒီဟိုဒီနောက်ကျောတွေပါဆိုလို့ရှိရတယ်မိုးကုတ်ကသူ့မူနဲ့သူအဲ့ဒီကနေပြီးတော့ပြည့်ဟောလို့မရဘူးသူ့ရဲ့ကနေပြီးတော့ပြည့်ဟောလို့မရဘူးတဲ့နောက်ကျောသစ္စာဆက်ဟောမယ်ဒါရပြောလို့ရှိရင်ဒါဥစားမေဘုဒ္ဓဇာလမေဥစားမေတဲ့ဘုံဘုကအဲ့လိုပုံစံမျိုးဒါကြောင့်လို့ဟိုဆရာတော်ဘုရားကြီးပေါ့ဒီလကမာလေးနဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးပြောတန်လို့ပြောပေါ့ဒီကဲတန်လို့ပြောရတော့ဟိုလူကြီးကဘယ်လိုလဲတန်ပေါ်မှာသွားပြီးဆွဲရမှုတွေဖြစ်တဲ့အတန်လေးကောင်းလိုက်တာတရားလေးကောင်းလိုက်တာတော့မပြောဘူးဟာဒီဘုန်းကြီးတရားလေးကကောင်းလိုက်တာတော့မပြောဘူးအဲဒီဘုန်းကြီးအတန်လေးကကောင်းလိုက်တာတန်ပေါ်မှာသွားပြီးဆွဲရတာပြီးရုပ်ပေါ်မှာလည်းတော့ဆွဲရတဲ့လူရှိသူတို့ကဘယ်လိုလဲဆိုလို့ရှိရင်ဒီဘုန်းကြီးတရားဟောကောင်းတာတွေအတန်ကောင်းတာတွေသူတို့အဲ့ကြည့်တော့ဒီပြိစိတ်စိတ်နဲ့ကြည့်ကြဒါလည်းမဖြစ်တဲ့ကိစ္စလေဟုတ်တယ်မလားဟိုကတရားလိုချင်လို့သွားပြီးတရားနာတယ်ဒါကြောင့်မလို့ဆရာရွေးချယ်တဲ့အခါမှာလည်းဒါလည်းလိုအပ်တယ်ဟိုရွေးချယ်ချက်မှားတယ်ဆိုလို့ရှိရင်သွားပြီနော်တ
ခြားဆရာတွေကိုလောကီမှာဆိုလို့ရှိရင်ကိုယ်ဆရာအကြောင်းဆရာတို့ပါလို့ဆိုလို့ရှိရင်ဒီကအစိုးရနေချပေးတဲ့လူကတော့ဒီကဟုတ်လေစာနေလိုက်မဟုတ်လေစာနေလိုက်ဒီကရွေးချယ်ပါလို့မရှိတော့ကိစ္စမရှိဘူးဒါပေမဲ့အခုကမ္ဘာတန်ပြီးပြရဲ့ဆရာသမားတွေဆိုလို့ရှိရင်တဲ့ကိုယ်မှာရွေးချယ်ပါလို့အများကြီးရှိတယ်နော်စောလုံးရှိတယ်မဟာစီရှိတယ်မိုးကုတ်ရှိတယ်ပြီးတော့လို့ရှိရင်ဆရာတော်တော်များများနာမည်ကြီးတဲ့ဆရာတော်ရိတ်တာရတဲ့နာမည်ကြီးတဲ့ဆရာတော်အများကြီးရှိတယ်ကိုကကိုယ့်ရဲ့ဆရာရဲ့ပတ်သက်ပြီးတော့ကိုယ်ဆရာနဲ့ခိုက်တဲ့ကမ္ဘာထမ်းကိုပေါင်းပြီးရရှိပါနော်ပြောလို့ရှိရင်ပြီးတော့လို့ရှိရင်ပြစ်မစိုးပါဘူးလေပြစ်မစိုးပါဆိုတော့လည်းဆိုရင်မပြိုင်အောင်ပြောတယ်ငါတို့ကကောင်းတယ်သူတို့ဟာမကောင်းပါညာအဲ့လိုလည်းမပြောအောင်ဒါကြောင့်ဆရာရွေးချယ်တဲ့အခါမှာဉာဏ်ကြီးကြီးတယ်တကယ်လို့အဲ့ဒီဦးဇင်းပြောတဲ့အချက်တွေနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်တော်ထုတ်တော့မသွားနဲ့အဲ့ဒီဆရာနာမှာပဲကတ်နေတယ်ဘယ်လိုဆရာမျိုးလဲဆိုလို့ရှိရင်ပြီးရောတယ်ပြီးရဝါစာတော့ကြားဘူးလားပါတယ်လေချက်ွယ်တော့ချိုးတာတော့စကားအောင်ဆိုတာဒါလည်းလိုပဲဒီပုဂ္ဂိုလ်ကကြီးညိုစရာကောင်းနေတယ်ကြီးညိုစရာကောင်းနေတယ်ကြီးညိုစရာကသူ့ရဲ့သီလဓမ္မတွေပညာတွေအကုန်လုံးကြီးညိုစရာကောင်းတယ်သူရဲ့လွားလာနေတယ်ဟိုတွေကလည်းအကုန်လုံးကြီးညိုစရာကောင်းတယ်ဒါပထမချက်ပြီးတော့လို့ရှိရင်နံပါတ် 1ကပါတော့ဘုလေးစားတော့တဲ့ဂုဏ်ရှိရတယ်လေးစားတော့တဲ့ဂုဏ်ရှိရနော်လေးစားတော့တဲ့ဂုဏ်ရှိရမယ်နံပါတ် 3ကဘာလို့ဆိုဘာဝတိရောချင်းမွန်းတဲ့ဂုဏ်ကြီးရှင်းရှိရဒီ3ခုကနည်းနည်းတူတူနဲ့ဝဲ3ခုကနောက်တစ်ခုကဘာလို့ဆိုပိယောဇဟောတိမနာမောကြီးညိုစရာသိကောင်းမယ်နံပါတ် 4ကဘာလို့ခရုဇလေးစားတော့တဲ့ဂုဏ်ကြီးရှင်းရှိရပြီးရင်နံပါတ် 3ကဘာဝတိရောချင်းမွန်းတဲ့ဂုဏ်ကြီးရှင်းရှိရတယ်ဒါလည်းဘာလဲဆိုရင်သီလဓမ္မတိပညာဒါတွေနဲ့ပြည့်စုံပါပဲလေဟုတ်တယ်မလားကိုွယ်မဲ့လူကဟောက်ကဲရလုပ်နေရဆိုရင်ဒီမှာစိတ်ထဲမှာကိုကြည်ညိုလို့မရဘူးလေကဲပလေမော်တာတက်လို့ကငါပြောတဲ့တိုင်းကနားထောင်အောက်ကနေပြီးတော့ဘာမှပြန်ပြောလို့မရဘူးလို့တော့လုပ်လို့မရဘူးလေဟုတ်တယ်မလားကိုကတရားဟောမဲ့ပုဂ္ဂိုလ်ကကြည်ညိုဝယ်ရလဲဆောင်ရမယ်နော်လေးစားစရာလည်းကောင်းအောင်ပါလေပြီးတော့လို့ရှိရင်ဒီလေးစားတော့တဲ့ဂုဏ်လည်းရှိရမယ်ဒီဘုန်းကြီးကပြောရတယ်ဟိုသွားလိုက်ဒီသွားလိုက်ဒကာမကြီးနဲ့ဟိုဘာလို့လဲလို့ပြောရရှိတဲ့ပုဒုကတဲ့ပေါ်ဗျာဟုတ်ဖြစ်တယ်အဲ့လိုပုံစံပြောရလို့အဲ့လိုလေးရှိတယ်အဲ့ဒီအရာကြီးကိုခေါင်းထဲမှာတွေးကြည့်ရပါလားလို့ကြည့်ခြင်းတရားရှိပါလားဒီဘုန်းကြီးကသူဘောပြတဲ့တရားတွေရောတရားကောင်းတွေထွက်ပါမထွက်ဘူးတဲ့ဒီနေရာမှာဗာလဲဆိုလို့ရှိရင်ပညာသိနောက်ပြီးဝိညာဉ်သိနောက်တစ်ခုကဘာလဲဆိုတော့ပညာသိအဲ့ဒါလည်းပြန်ပြောကြည့်တော့ပညာသိဝိညာဉ်သိပညာသိသုံးခုနော်ဒီခုတိတ်ကာလရပါတော့များတော့ပြန်ပညာသိတယ်ဟောကြညာပညာသိတယ်ပညာသိဆိုတော့ဘာလဲဆိုလို့ရှိရင်ကလေးတယောက်ကရွှေတုံးမြင်တယ်ပေါ့ဗျာရွှေတုံးမြင်တာရွှေတုံးဝါရောင်လာတော့ဒီဝါရောင်တော့ဒီဗျာရွှေတုံးမှလည်းမသိဘူးဒါပညာသိသူကတရားရှိဒီအကြောင်းတော့နဲ့ဟွာတော့ပဲဒီနောက်တစ်ခုကဘာလို့လဲဝိညာဉ်သိကဘာလဲဆိုလို့ရှိရင်ဒါရွှေတုံးမှလည်းသိနော်ဒီအတန်ဖိုးရှိမှလည်းသိဒါဤသိကဘာလဲဆိုတော့မိခင်သိနေတူလေနော်ကလေးသိမိခင်သိအဲ့ဒါပညာသိကဘာလဲဆိုတော့ဗရိန်တွေအသိနဲ့တူလေရွှေတုံးပေါ်တစ်ခုတည်းကိုမြင်နေရနော်ရွှေတုံးပေါ်တစ်ခုကိုမြင်နေရဗရိန်တွေကဘာလဲဆိုတော့ဒါရွှေတုံးပဲ40ဘယ်လောက်ရှိတယ်ပြီးရင်ဒီအောင်သူ့ွယ်ပြီးတော့ဘယ်လိုပုံစံမျိုးလေးလုပ်လို့ရှိရင်ဈေးကောင်းရတယ်ပေါ့ဗျာဗရိန်တွေကတော့မျိုးတွေးတာပဲလေမျိုးကြာစားတာသူဉာဏ်ရှိသလိုတော့မျိုးလုပ်ပြီးတော့ရောင်းပုံဖြစ်အောင်ပေါ့ဗျာတန်ကြီးရှိအောင်သူလုပ်ပါမယ်လေအဲဒါကြောင့်မလို့ပညာသိဝိညာဉ်သိခုနပညာသိဆိုတာတကယ်ဆိုရင်ပညာဆိုတာတကယ်အဲဆိုဝိပဿနာပဲဝိပဿနာသိတယ်အဲကြောင့်တချို့နေရာကဆိုတာဆိုရင်
ပညာကိုဝိပဿနာပူဇော်ပြုတယ်လေညာတော့တဲ့ဓမ္မဂရိကတော်တော်များများပေါ့ခုဦးဇင်းတို့ဟောပြနေရတဲ့ဉာဏ်ဆိုရှင်ပညာသိတဲ့ဝိညာဉ်သိတော်မှာရှိတယ်နော်ဦးဇင်းတို့စာဖတ်တယ်ခုညာနေဆိုရှင်ဒီကမကြီးတို့တရားဟောမယ်ဆိုလို့ရှင်တရားဟောရမယ်အကြောင်းအရာဒီတစ်ခါတလေတော့တရားနဲ့ရွေးရတယ်ဟောတရားစကားဟာတရားစကားဆိုလို့ရှင်တရားစကားနဲ့လက်ကမဲ့တရားရွေးရတယ်ပြီးတော့လို့ရှင်အဲ့အလေးကိုကြည့်ပြီးမှတရားဦးဇင်းကြည့်ခဲ့တဲ့ဟာလေးကိုဟောပေါ့ဗျာဘုရားတွေပြန်ပြရှင်းလောက်တာတော့မရှိဒါပညာသိတဲ့ဝိညာဉ်သိတော်မရှိသေးတယ်ပညာသိတော့ပါလေပညာသိရပါလေဆိုရင်ကိုယ်တိုင်ကျင့်ပါသည်ကိုယ်တိုင်ကျင့်ရမှာဆိုတာရှင်ဝိပဿနာပေါ့ဗျာဒီခုတရားစကားဆိုတော့တရားဝိပဿနာတွေပါလာမှာနော်ဝိပဿနာဉာဏ်မြင်တွေပါကိုယ်ထက်တန်နေရအဲကြောင့်လို့ဓမ္မဂရိကတော်တော်များများကပညာသိတော်နဲ့ဆုံးနေရတယ်ပြီးတော့ရိတ်တာတွေလည်းလိုပဲရိတ်တာတွေလည်းပညာသိတချို့ဆိုလို့ရှိရင်စာသက်စရာမလိုဘူးလေအဲ့လိုပြောကြတဲ့ပုဂ္ဂိုလ်ရှိမှရှိတယ်ညာတော့အပြင်ဘလို့ပုဂ္ဂိုလ်တွေများတော့အပြင်ပြောတယ်ဆိုရင်ရိတ်တာဘုန်းကြီးပြောကြတယ်များရိတ်တာဘုန်းကြီးတွေကနော်အသက်ကြီးမှဝတ်လာရင်အသက်ကြီးမှဝတ်လာပြီးတော့သူတို့ကဒီဆရာတော်ဘုရားကြီးရဲ့တရားကိုလည်းနားစာဖတ်လို့မရှိဘူးခါနေကြတော့ဒီဟောတရားနဲ့ဒီပြည့်ကတရားနဲ့တသက်ဆင်လွဲတော့ဘာလို့ကိုလိုချင်တော့တဲ့ဟာတွေဟောတရားတွေကြော်လေကိုလိုချင်တဲ့ဟာတော့ပြီးပဲတော့ဆက်ပြီးဟောသွားတယ်နော်ဒီနေရာမှာဒီလိုမျိုးဟောမယ်နောက်နေရာမှာဒီမျိုးဟောမယ်ဒါနဲ့အဲ့ဘုန်းကြီးကသူတို့ဒီတရားဆိုဒီတရားဟောတရားဆင်ဆိုပြီးကြည့်ပြီးတော့အဲ့ဒီအတိုင်းပဲဣတိမလို့ဟောတော့ခါလေးမကောင်းမနိုင်တယ်လေလွတ်ချက်ပြီးတော့ပြန်တဲ့ဟာဆိုရင်ဟုတ်တယ်မလားတခါတလေဖြစ်သွားရင်ရှိတခါတလေဘေးသွားရင်ရှိတခါတလေကြော်သွားရင်ရှိမှာပဲလေဒါနဲ့ပညာသိပဲအဲ့ဒါကြောင့်လို့တကယ်လို့ကိုကနန်းနန်းဆက်ဆက်ပါပြတယ်ဆိုလို့ရှိရင်ဒီကပညာကုန်ရှိတဲ့ဘုန်းကြီးတွေရှိမှာစိတ်ကနော်စာတတ်စရာမလိုလို့ပြောတဲ့အခါဒါတကယ်တော့မှာစာဆိုတာတကယ်လို့မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေပဲလေမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေတန်ရနာ6တန်တဲ့ဒီဟာရဲ့အစာတွေနဲ့အဲ့ဒါကိုပဲဟောတယ်ပြီးတော့လေ့လာစိတ်မှုပြီးမှပြန်ပြီးတော့ဟောမှာနော်စာမတတ်တဲ့ပုဂ္ဂိုလ်ကဗာလဲဆိုလို့ရှိရင်တဲ့ပောက်ပင်ကိုဒီနေရာဒီမှာတွေ့ကြနေတဲ့ပောက်ပင်ကိုပြန်လာတဲ့သူတွေစာမတတ်တဲ့သူတွေပေါ့ဒီသင်္ညာတိဓမ္မတွေပောက်ပင်ဆိုတာဗာလဲလူတွေညာလည်းပြောဘူးကပောက်ပင်ဆိုတာဗာလဲပောက်ပင်ဆိုတာသူကနေရာဒီမှာတော့ပြန်လာဆိုတော့ပောက်ပင်ကရွက်ပြီးကျွေးနေတာပေါ့ဗျာပောက်ပင်ဆိုတာရွက်ပြီးကျွေးနေတာဗာရွက်မှလည်းမရှိဘာပွင့်မှလည်းမရှိဒီတိုင်းပဲခိုင်းဆောင်ကြည့်လို့ပဲဒါကဦးစင်းပြောတာကဒီဥပမာဦးစင်းကပြောတာမြတ်စွာဘုရားဟောခဲ့တဲ့တရားကြီးอ่ะနော်မြတ်စွာဘုရားဟောခဲ့တာတုတ်တယ်လို့အဲ့ဒါကြောင့်နောက်တစ်ခုကဘာလဲဆိုရင်နောက်တစ်ပါးကြောင့်ကောင်းတယ်ဆိုတာဘယ်လိုလဲအဲ့ဦးစင်းရောဗာမြင်လဲဆိုသူကမိုးရင်းမှာသွားမြင်မိုးရင်းမြင်တော့ကောင်းတယ်ဆိုအရွယ်ဖားဖားနဲ့စိတ်လေးဆူဆူနဲ့ကောင်းမြင်တယ်လို့နောက်ဘာပြီးတော့ကောင်းတယ်ဆိုတာအရွယ်လည်းမရှိဘူးခိုင်းလည်းမရှိခိုင်းနေလို့ပေါ်မှာပွင့်လေးကြည့်သိနေတာဒါနဲ့ပညာသိတယ်လုံးစုံမသိနိုင်ဘူးဒါပါလဲဆိုလို့ရှိရင်တဲ့ဘုဟုတုဒ္ဒစာပေဘုဟုတုဒ္ဒမရှိဘူးစာပေဘုဟုတုဒ္ဒမရှိတော့တရားသူမြင်တဲ့ဟာကိုပြောပြပုံနာကြီး9ယောက်ကိုပါတယ်ဆင်ရက်ကန်း9ယောက်လားဆင်ဆန်းတာလည်းတူပဲသူတို့မြင်တဲ့ဟာကပဲပြောပြနေတယ်သူတို့လက်တွေ့ဒီနာကကြည့်တွေ့ရတဲ့ဟာကပဲသူတို့သိဒီလိုလုံးကိုသူတို့ခြုံငုံပြီးတော့မကြည့်နိုင်ဒါကြောင့်မလို့ပညာတတ်တဲ့စာတတ်တဲ့ဘုန်းကြီးကတော့ရန်ရတော့စာတတ်တဲ့ပုဂ္ဂိုလ်ကကိုယ်လုံးခြုံပြီးတော့ကြည့်နိုင်တောင်းပေါ်နေဒီအောက်ကိုကြည့်လို့ပဲနော်ကိုယ်လုံးမြင်နိုင်နော်ဘယ်ကူဘယ်ရှိတဲ့ပြည်ဘယ်ဘလို့ပုံစံမျိုးဆိုတော့မျိုးစုံကြည့်နိုင်ဒါကြောင့်မလို့စာတတ်စရာမလိုဆိုတဲ့စကားမှားတယ်ဒါပေမဲ့စာတတ်တာမလို့ဒါပေမဲ့စာမန်နာစာမန်ရှိတဲ့လူတွေရှိနော်စာမန်ခံတဲ့ရန်တော်ရှိတယ်မြတ်စွာဘုရားကလည်းစာပေပရိယတ်တွေပို့ချတော့ကြောမြတ်စွာဘုရားခဲ့တာကသူစာတတ်အောင်ခဲ့တာမဟုတ်နော်သူစာတတ်အောင်ခဲ့တာမဟုတ်စာကြည့်ပဲလုပ်နေလို့စာရဲကိုလာပြီးတော့ပညာတိလောက်နေပဲကစာပြီးတော့ရှင်သူ
ဝိညာဉ်တိပညာတိတွေကအဲ့ဘက်ကိုလုံးဝဝိပဿနာဘက်ကိုမကူလို့မြတ်စွာဘုရားစိတ်နာအောင်ပြောတာမောဟပုရိသဆိုပြီးတော့ပညာနဲ့တွေအဲ့လိုပြောရလို့ရှိရင်ကိုယ်စိတ်နာတယ်လေမြတ်စွာဘုရားကဒီလိုပြောခံရကွာဆိုပြီးတရားတွေပါအားထုတ်အဲ့လိုပုံစံမျိုးဒါကြောင့်မြတ်စွာဘုရားကပုဂ္ဂိုလ်ကြည့်ပြီးတော့တရားဟောရဲ့ဒီပုဂ္ဂိုလ်ကမောဟကြီးနေတဲ့ပုဂ္ဂိုလ်လားမောဟကြီးနေတယ်ဆိုလို့ရှိရင်မောဟနဲ့ပတ်သက်တဲ့တရားဟောတယ်ဒေါသကြီးနေတဲ့ပုဂ္ဂိုလ်လားဒေါသကြီးနေတယ်ဆိုလို့ရှိရင်ဒေါသနဲ့ပတ်သက်တဲ့ဒေါသရဲ့ကျိုးတွေပေါ့အပြစ်တွေကျိုးတွေတရားတွေဒေါသကင်းစင်ဘလို့အကျိုးတရားရတယ်ဆိုပြီးတော့သူကပုဂ္ဂိုလ်ကြည့်ပြီးတော့တရားဟောတာဒါလည်းဘုံလုံးဘုဒ္ဓတွေပါလေဘုံလုံးပြည့်စုံပါပဲလေဒါကြောင့်မို့စာခန္ဓာလို့စာတတ်စရာမလိုလို့ဆိုတာမှားတယ်တို့တကယ်မှကြီးတယ်တကယ်လို့ကိုကစာမတတ်ဘဲနဲ့ဘာမှလုပ်မအောင်ကာจิกဝိညာဉ်လည်းဆိုလို့ချင်းဘယ်လိုလုပ်ကာจิกဝိဒီစာတွေဒီလိုချင်းဖတ်တတ်မှာဟုတ်တယ်မလားပြီးတော့လို့ချင်းဒီပရိယပရိပတ်တွေအားထုတ်မယ်ဆိုလို့ချင်းလည်းကိုယ်စာတတ်တာမှာဘုဒ္ဓကျွေမှာဒီဘုန်းကြီးပြောရအမှန်နဲ့ဒီဘုန်းကြီးပြောတာမှားတယ်လို့ကိုကဝေခံပန်းချနိုင်ဒါကြောင့်စာတတ်တာဘုရားပြောခဲ့တာနော်ကျင်ညိုစရာရှိရမယ်လေးစားတော့တဲ့ဂုဏ်ကြီးချင်းရှိရမယ်ချွန်းထိုက်တဲ့ဂုဏ်ကြီးချင်းရှိရမယ်ပြီးတော့ဗာလဲဆိုလို့ရှိရင်နံပါတ်၄ပြောတဲ့ပြောလိုက်တာကိုပြောဆိုဆုံးမရမယ်ဒါလည်းလိုအပ်လိုအပ်တဲ့ဟာတရားတော့ပြောတဲ့ပြောထိုက်တဲ့ဟာပြောတဲ့ပြောလိုက်ရလို့ရှိရင်တရားတော့ကိုယ်စင်တော့ကိုယ်ကမ္မဋ္ဌာန်းဆိုတော့ကြောဘုန်းကြီးတွေနဲ့ပတ်သက်တာပါဘုန်းကြီးတွေကကမ္မဋ္ဌာန်းဆရာဆိုတော့လေဘုန်းကြီးများစုဦးဇင်းကပြီးတော့ပြောဘာလဲဆိုလို့ရှိရင်ကိုယ်နဲ့ခင်နေလို့နော်ကိုယ့်ရဲ့ဓာတ်ကံမလို့ကိုယ်အကြောင်းလူထားတာလို့ကိုယ်ကံလူထားတာလို့ဒီလိုပုံစံမျိုးကိုယ်ဓာတ်ကံမဒီလမ်းမကြီးနဲ့နေအောင်သိသိနဲ့လေမသိလို့တော့မဟုတ်ဘူးသိသိနဲ့သွားပြောဒီကံမမှာအဲ့လိုလေးပြောလိုက်တယ်ဆိုလို့ရှိရင်သူစိတ်နာတော့ပြန်အားကြောင့်မလာနိုင်နေလိမ့်မယ်နော်မလိုပဲနေလိမ့်မယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့သူကပြောဆိုဆုံးမမှုမရှိဘူးလေအဲ့လိုပြောဆိုဆုံးမမှုရှိတော့ဘာလို့ဒီကံမှာဟုတ်တယ်မလားအဲ့ကြောင့်လည်းကိုကဒီဘုန်းကြီးကိုကိုယ်ပဲဆိုလို့ရှိရင်ဒီရံကိုကိုယ်ပဲဆိုလို့ရှိရင်ကိုကကျေးဇူးတရားတွေရချင်လို့ကိုကကိုယ်ပဲတာပဲလေအဲ့လိုမှဟိုလေဘုန်းကြီးကဒကာမကိုကိုကဒကာမအကြိုက်ကိုလိုက်ပြီးတော့ဦးဇင်းပြီးတော့ဟိုတမီးကတော့ကောင်းမှုလုပ်ပြီးတယ်ဒါမှမဟုတ်ရက်တောင်းပြရပေါ့ကိုပြီးဒကာကြီးကအခါတည်းကိုပြီးရပဲဒါမှဖြစ်တယ်ကိုလူစင်တော့ဒီလိုပဲကိုပြီးတတ်ကြတာပဲပြီးတော့လူငယ်တွေဆိုလို့ရှိရင်ပြီးတော့ဒါကတော့အဲ့လိုပဲအရင်ကအဲ့လိုဟိုအရင်ငယ်ရွယ်လေးဆိုတော့လူငယ်တော်ကတောက်တဲ့စားတဲ့သိချင်လေးရှိမှာပဲလူငယ်ဘဝကြော်ရဲဆိုရင်မနာမစားဖြစ်သွားလိမ့်မယ်ဆိုပြီးအဲ့လိုကြီးဘုန်းကြီးကပြုတ်ပြဆုံးမမှုမရှိဘဲနဲ့လေအကြိုက်ကိုလိုက်ပြောတယ်ဒါလည်းဖြစ်တယ်ဒါကြောင့်မလို့ဒီလိုအင်္ဂါချက်တွေနဲ့ဒီလိုပြောဆိုဆုံးမတဲ့ပုဂ္ဂိုလ်မျိုးကိုတဲ့ဆုံးမတတ်မှုမရှိတဲ့ပုဂ္ဂိုလ်မျိုးကိုစိတ်ကရံတဲ့မှုတဲ့ကျစီရတယ်ခါမှကျစီရတယ်ခါဒီကြောင့်ဘုန်းကြီးပါနော်ကိုကဝိနည်းကြောင့်နားတယ်နော်ဒါကမှလည်းပတ်သက်တယ်လို့ရှိရင်ကိုကဝိနည်းကြောင့်နားတယ်ဆံတော့ကရေးရတယ်ကိုကပို့ပြီးတော့သိနားတယ်ရဲ့နားနဲ့ဒါလည်းတိတိနဲ့တချို့တက်ခံရတာရှိတယ်လေတမ်းတတယ်ဘူးပေါ်တော့မှကြည့်ပါလားဘုန်းကြီးဦးဇင်းတို့နိုင်ပေါ်မှာကြည့်တယ်ပါလေတစေတည်းရဲ့ရှင်ပြုတ်နေတာပြည့်တဲ့ကိစ္စကအဲ့ဒါကတည်းကဘုန်းကြီးအဲ့ဒါကောင်းပဲခောက်ပြလို့ကောင်းတာနော်တော့ဒီကတော့ဗာတကယ်ကမှဘာနဲ့ဘာကျိုးရပါလဲဒါကြီးနော်တရားလူတွေးပေါ်ရလူတွေးတာဘယ်လိုလဲကိုဝိညာဉ်လေးတကယ်လို့ဘောသွားပြီးတော့တုံးပေါက်ပြီးသင်္ကန်းဝတ်ပြီးရထားတယ်ကိုယ်ကတော့တစ်ဆက်မြတ်ပေါင်းတယ်လေပါမမြတ်နေလို့ပြင်မဲ့ဒါကြောင့်တရားဆိုလို့တရားဘက်ကတွေးရပေါ့ကမကြီးဘက်ကတွေးကြည့်နော်တစ်ဆက်မြတ်သွားတယ်တစ်ဆက်မြတ်သွားသူ့ပါဝါချင်းကလူတွေတော့ပြန်ပြီးတော့ပြေးသွားတယ်ဒီစီဒီရဲ့ဆိုဟုတ်တယ်မလားဒါကြောင့်တရားမလုပ်တဲ့ဘူးမကင်တဲ့ဘူးဆိုတာပြောရပါလေ那表达嘛，你看不一定都可以。我一样从上面人家讲一讲，就可以了，你完了嘛？喏，我一说大那我就一步我哪个来讲啦？那看那个嘛里头写手机哦，有时候说嘛嘛里，
ဒါကြောင့်လို့ပြောဆိုဆုံးမှမသိတဲ့အားပြောရခြင်းမသိဘူးဆိုတဲ့အကြောင်းပြောရမယ်သိတယ်ဆိုတဲ့အားလို့လည်းရှင်းအောင်နဲ့ဒါအားတရားလို့ကောင်းတယ်ဒီလိုလေးပြောဆိုပြီးတော့လေဒါကြောင့်အဲ့လိုအချက်တွေနဲ့ပြည့်စုံတဲ့ဘုန်းကြီးတွေကိုလေပြောဆိုဆုံးမတဲ့ဘုန်းကြီးတွေကိုပို့ခဲ့တယ်နံပါတ်၄ပြီးတော့ပြီးရင်နံပါတ်5ပါလဲဆိုရင်ဘုန်းတော်ပါလေမှားတဲ့အကြောင်းပေါ်ပြလာရင်တက်ခံဒါရတော့ဓမ္မယနဲ့ဆိုင်တော့ဘုန်းကြီးတွေဘက်ကဖြစ်သွားတယ်နော်မှားတဲ့အကြောင်းပြောလာတယ်ဆိုလို့ရှိရင်လက်ခံမယ်ညာတော့ပြည့်ဘာလို့ဆိုကိုလုပ်တယ်ဆိုလို့ရှိရင်ကိုလုပ်တာပဲမှန်တယ်လို့ထင်ကြတာပဲလေလောကကဘာဟုတ်တယ်မလားငါထင်ကိုယ်လုပ်နေဟုတ်တယ်မလားဒါကြောင့်လို့ဒီဘုန်းကြီးပြောနေတာမှားတယ်ဟုတ်လားဒီဘုန်းကြီးလုပ်နေတာမှားတယ်ပါလားဆိုပြီးပြောဆိုဆုံးမမယ်ပြီးတော့လို့ရှိရင်ဒီကမ္ဘာတရားတွေပုံပြနေတယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဝိဇာတနာဇေယျဝိဇာမှုဒီဟာတနာမှုဆိုပြီးတော့တလွဲတွေပြောနေတယ်ဆိုလို့ရှိရင်ထားပြောရတယ်ရှင်ပြပြောနေတာမှားနေတယ်စာထဲမှာဒီလိုလာတယ်ရှင်ပြတရားကြီးကပြိဿပုံမှန်တဲ့တရားဘုရားဆရာတော်တရားကြီးတရားကြီးနဲ့လည်းတွေ့နေတယ်ဆိုလို့ရှိရင်ပြောရမယ်အဲ့ဒါလိုပြောခံရနိုင်ဆိုလို့ရှိရင်ဟိုကအဲ့ဒီပြောခံတဲ့ဘုန်းကြီးကကမ္ဘာဆရာပေါ့ဗျာလက်ခံမယ်ဟောပြမှာပြောနေရမှားနေရပဲဆိုတော့ထောက်ပြတယ်လက်ခံနောက်တော့ပြည့်ဒီဘုန်းကြီးဆိုတဲ့ပြောရတယ်သူတိတူတက်လေဟုတ်တယ်ကွာငါပြောတာငါကောင်ငါလို့သူတို့တိုင်းလို့နဲ့ဟိုကပေါ့တဲ့ကြရတယ်လို့ပြီးအောက်ကတည်းကပိုင်းပြောဟိုကောင်းကောင်းမောင်မောင်ကိုစကားနောက်တော့သိနေတာလေမှားတယ်ပြောတယ်ခုဘုန်းကြီးကမှတိရပေးတယ်ဆိုတာလို့တိရပေးတယ်တိရပေးတော့ကျွန်တော်၅ပါးတိရပေးရ၄ပါးပဲပေးပြီးရတယ်၄ပါးပဲပေးပြီးတော့ကျွန်တော်အောက်ကနေပြလာပြောဆရာတိရတစ်ပါးကြံနေတယ်၄ပါးတော့လုံးထုံးကမ်းမောင်လို့ပြောတယ်နော်ဘုရားသူမှမပြောဘူးလေ၄ပါးကိုရအောင်တော့ထုံးကမ်းမောင်နဲ့နောက်တစ်ပါးထပ်လို့ရှိသေးတယ်အဲ့ဒါလို့ဘုန်းကြီးတွေရှိတယ်ဒါကြောင့်ကိုကဒီလိုကမ္ဘာဆရာကြီးဘုန်းကြီးတွေတွေ့ရဆိုလို့ရှိရင်ကမ္ဘာတွေမြည်ပြနေတာမှားတယ်ဆိုလို့ရှိရင်မှားတယ်ဆိုတာစပြီးတော့ထောက်တယ်ဒါလို့သူဒီလိုဟောနေတော့ကိုကထပ်ပြီးပြောရဲဆိုလို့ရှိရင်သူရှက်ဘုန်းကြီးရှက်တော့မှပြောရဲဆိုလို့ရှိရင်ထောက်တယ်ပြီးဖြစ်စေဘယ်တော့ရှင်များဒီလိုပြောတာခဏဟုတ်ခဲ့တာဒီလိုလေးဟုတ်ခဲ့တာမှားတယ်ဒီလိုလေးမပြောခဲ့ဘူးနော်ပြီးတော့ဒီကြားတဲ့ထားပြလို့ရှိရင်ရှင်များရှက်တော့မှဆိုလို့ဒီတရားလေးကဒီလိုလေးကခံတယ်ပြောလို့ဒီတရားတွေကမြဲနာမှုရဲ့နော်ပြောလို့ရပါဆိုလို့ရှိရင်ဒီရှိရှမ်းပြီးတော့တရားပြောကြည့်ပါလားဓမ္မရဲ့ဘုဂုတ်တွေကနာယီဝါနေတဲ့လူတွေဒီဘုန်းကြီးဘယ်လိုပြောနေလဲဆိုတာသိတာပဲလေဟုတ်တယ်မလားတရားရဲ့အလုံးလေးပါးညနေကြလူလေးပါးညနေကြဘုရားနေပြီးတော့ဘုဂုတ်တို့ကလည်းသွားပြောကြည့်ပါလားနားနေဒီဘုန်းကြီးမားနေစိတ်ထဲမှာတွေးမနာနေတယ်ပြောလိုက်တာပြောတရားကအမှတ်ချက်နေနေရခေါ်တယ်နော်ဒီဘုန်းကြီးကတရားကိုယ်ဆရာနဲ့ထိုက်လားမထိုက်ဘူးလားဆိုတာဒီမှတ်ချက်တွေနဲ့ပြင်ရပြောဆိုဆုံးမတာကိုနာခံတယ်ပြီးလို့ရှိရင်ဗါလဲဆိုလို့ရှိရင်ဂမ်းမီရင်စကထံကတ္တာလေးနဲ့စကားကိုပေါ်ရနိုင်လေးနဲ့စကားဆိုတာဒီနေရာမှာဗါလဲဆိုလို့ရှိရင်ကမ္မဋ္ဌာန်းနေရာကမ္မဋ္ဌာန်းဆရာဆိုတော့ဒီဝိပဿနာတရားတွေနဲ့ပိုင်နဲ့ဟောနိုင်ရမယ်နော်ဉာဏ်တိဝိညာဉ်တိပညာတိဒါတွေသိထားမယ်နော်ပညာတိတော့လည်းမရဘူးစောင်းလေးကနေပြီးတော့ကြက်ပြီးတော့စောင်းလေးကတလုံးလွဲရတဲ့ဒီကိုကြီးကိုစကလုံးကြီးကိုလွဲမှာပဲအဲ့လိုပညာတိတော့လည်းမရဘူးပြီးရင်ဝိညာဉ်တိတိတာပြီးရင်ပညာတိတိတာဒါကိုတက်မှကိုကဟိုနဲ့ကိုကတိမှအောက်ကလူတွေကိုကအရှက်ကြလို့ရမှာလေဒီဘောရဲမှာဘလို့ဒီကုဆိုလို့ရှိရင်ဒီစောင်းလေးပါရင်ဘောရဲမှာလို့ရှိရင်သူကြီးဆရာတို့ဒီလိုကဆရာတို့နော်ပြီးတော့လို့ရှိရင်ဒဇင်ကြီးကျော်ဆရာတို့အဲဒီဆရာတော်တွေကစောင်းလေးပါရင်ဖတ်တာရှိအဲဒီစောင်းလေးကဒီမလဲနားကောင်းတယ်အဲဒီစောင်းလေးဖတ်တယ်ဖတ်ပြီးတော့လို့ရှိရင်အဲဒီမလဲဟောတဲ့ဘုန်းကြီးအမကြီးကြုံမှာနော်ကျုံမှုရတယ်ဆိုလို့ရှိရင်ကိုကပညာစမ်းတာမဟုတ်ဘူးပြောဗျာဒီဘုန်းကြီးဘယ်လောက်သိတယ်ဆိုထားပြီးတော့ကြားရတယ်ပေါက်ပြီးတော့မေးကြည့်ပါလား။ဟောဝိရာကြီးတင်းနေလို့ဖြစ်နေ
ဦးစင်ကိုယ်တိုင်တူလို့ပြောတာအဲ့လိုဣတိကူလည်းဟောတယ်ကိုရှိတယ်နော်ဒါတွေကတကယ်လို့ဆိုလို့ရှိရင်နဲ့ကိုအာမောအရင်နဲ့ကိုသိတယ်လို့အာဒီဟာကဝိဇာကဘလို့ဓမ္မကဘလို့အဝအရင်နဲ့တဏ္ဍဒီဘုန်းကြီးတကယ်သိတာလားနော်ဒီဘုန်းကြီးတကယ်ကျွမ်းတာလားနော်ဒီဘုန်းကြီးပိုက်နဲ့ရှိတယ်လားဆိုပြီးတော့ဒါတွေသိတာပြောတာဘာလို့ဆိုကိုကဒီဘုန်းကြီးရဲ့တရားတွေကိုဆင်ရအဖြစ်နေတဲ့ကိုကတင်ပြီးတော့ဒါတွေကိုလေ့လာတာပါလေဒါကြောင့်အဲ့ဒီအချက်နဲ့ညှိတယ်ဆိုလို့ရှိရင်နဲ့နေတဲ့စကားတွေမပြောနိုင်ဘူးတရားပြောတယ်တရားဟောတယ်ဘုသူတွေပဲပြောနေတယ်ပြီးတော့လည်းအာဃာတွေပဲတောင်းနေတယ်ရှင်းပါပါခုဒီဓမ္မဂရိကလောကထဲမှာလည်းရှိတယ်ဟိုတစ်ချက်လေးဆိုပြလိုက်နော်ပြီးတော့လည်းရှင်အခုလူအကြောင်းပြောလိုက်ဒီလူအကြောင်းပြောလိုက်ပြီးလို့ရှင်ဝတ္ထုကိုပဲဒီဟိုမိုးရံနေပါလိမ့်နဲ့ပြောလိုက်ဇီတန်နေပါလိမ့်နဲ့ပြောလိုက်ဒါရီကဟိုတရားမှမဟုတ်ဘူးလေတရားမှမဟုတ်တာအဲ့ဒါကြောင့်တရားကိုနဲ့ပြောနိုင်တဲ့ပုဂ္ဂိုလ်မှာကိုယ်စိတ်ကမဟုတ်လားဟုတ်လားအဲ့ကြောင့်တို့ကမှရရလုံးဝတရားကဟိုဆရာတဲ့တော့လည်းလုံးဝဒါလေးမှတ်ထားတယ်နော်ဘာလို့ဆိုရင်နံပါတ်9ပါလဲဆိုလို့ရှိရင်နောသတ္တနိရောစီတိတဲ့နော်အရှာမဟုတ်တဲ့ကိစ္စမမှန်ကန်တဲ့လမ်းကြောင်းကိုဘယ်တော့မှတုံးမနေဘူးလေမမှန်ကန်တဲ့လမ်းကြောင်းကိုဆိုတော့ခေါင်းကရှေ့ရတယ်ခက်ဆင်ဆင်အမားတွေပြောတယ်အမားတွေလောက်ခိုင်းတယ်နော်ကိုသိတာလည်းမဟုတ်ဘူးတင်ညာသိတော့တဲ့ဟိုကဟိုလိမ့်နေတာတဲ့ပေါ်ရဟိုဘုန်းကြီးကပရဟိတ်လိုပဲပဋ္ဌာန်းဆောင်ကချားကြိုက်နေတော့စလုံးကြီးပြက်တော့နာကစာရေးတော့ပါလဲဆိုရင်ပဋ္ဌာန်းကုသလောဓမ္မောကုသလတ္တဓမ္မတ္တဣတိပိစေတပစ္စယောဒီလိုလာမှာလေအဲ့ဒါဘာလို့သူကချားအချောင်းမြင်လေးချားစားတော့အကတလဓမ္မအကတလဓမ္မောဆိုပြီးတော့လေဟိုအချောင်းမြင်တယ်အကုသလောမဟုတ်တော့အကတလဖြစ်တယ်နော်အဲ့လိုပုံစံမျိုးဒီချက်အားစားလေးမှာစောင်းလေးမှာဒီလိုပါလားအကတလလို့ပါလားဟုတ်တယ်အိုင်ဆန်တဲ့အကတလကအကတလဆိုတဲ့စကားလုံးရှိတယ်အကုသလဆိုတဲ့စကားလုံးရှိတယ်ဒါကိုတွေ့တဲ့နော်ဒါကခုနချက်နဲ့ကိုနာရစီရောအဲ့လိုကြောကိုကဒီခုနချက်နဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်တဲ့ကိုကလောထုတ်တော့မသွားနဲ့နော်ကိုယ်ကဒီကိုရငါတို့ကလေးနဲ့အားလို့ရှိရင်လောထုတ်တော့မသွားနဲ့ကဲဦးစင်အစနဲ့ပြန်ပြောမယ်ကြည်ညိုစရာကောင်းရတယ်နော်နံပါတ်1ကလေးစားတော့တဲ့ဂုဏ်ရှိရပြီးရင်နံပါတ်3ကရှင်းဖို့တဲ့ဂုဏ်ရှိရမယ်ဒါလည်းသူတရားရောနဲ့မတူဘူးပြီးတော့လို့ရှိရင်ပါလဲဆိုလို့ရှိရင်ပြောတဲ့ပြောလိုက်တဲ့ကိုပြောရမယ်နံပါတ်4ကပါလဲဆိုလို့ရှိရင်ပြောတဲ့ပြောလိုက်တာကိုပြောဆိုဆုံးမရမယ်နံပါတ်5ကမှားတဲ့အကြောင်းထောက်ပြတဲ့အခါလက်ခံပြီးရင်နံပါတ်6ကပါလဲဆိုလို့ရှိရင်လေးနဲ့တဲ့စကားပေါ်ကြနိုင်ရမယ်တဲ့ကံပြီးတဲ့စကားတွေပေါ့ကံပြီးတဲ့ဆိုတာဘလို့မဂ္ဂဇင်းတို့ကပြောတာသူကနဲ့နေတဲ့စကားဒီနေရာမှာဘုရားတို့ကမ္မထန်တို့ပါလို့ဘုရားနာစကားတွေဆိုတော့နော်ပြီးတော့ဆိုရင်နံပါတ်9ကပါလဲဆိုလို့ရှိရင်အရှာမှုတဲ့ကိစ္စမမှန်ကန်တဲ့လမ်းကြောင်းကိုဘယ်တော့မှတုံ့ပြန်ဘူးတဲ့ဟိုကအကြိုက်လိုက်ပြီးတော့ဘိုးလိုလုပ်လိုက်ဒီလိုလုပ်လိုက်တဲ့မဟုတ်တဲ့လမ်းကြောင်းကိုတုံ့ပြန်ပြီးတော့တရားတွေကိုတရားပြီးမှားတာရှိရတယ်အဲ့လိုလိုပြရအောင်လေအဲ့လိုကိုဦးစင်ပြောတဲ့အချက်တွေနဲ့ပြည့်စုံတဲ့ဘုံကြီးကိုတွေ့ရဆိုလို့ရှိရင်ကမ္မထဆရာကိုတွေ့ရဆိုလို့ရှိရင်တို့ထုတ်တော်မသွားနဲ့ကိုယ်တော်ထုတ်တော်မသွားနဲ့မြတ်စွာဘုရားကဒီကုသိုလ်တွေမှာဟောခဲ့တယ်ဆိုလို့ရှိရင်ဒုတိယမေတ္တာတို့ဒီမှာဟောခဲ့တခြားတို့ဒီမှာလည်းရှိတယ်နော်အဲ့ဒီတခြားတို့ဒီမှာလည်းဒီတို့တွေကိုခေါင်းကအကြောင်းအရာချက်တဲ့တွေနဲ့ပြည့်စုံနေတာရှိဒီကုသိုလ်တွေမှာပြန်ပြီးတော့ရှားခြင်းဒုတိယမေတ္တာတို့ဒီကုသိုလ်ပါဠိတော်တွေနော်နည်းနည်းအချိန်လေးနည်းနည်းရှိမယ်နော်ပြီးတော့လို့ရှိရင်လည်းဟိုကဒီအချက်တွေပြည့်စုံသွားပြီဒီဘုန်းကြီးတို့
ကိုယ်ပဲစိတ်ကတော့မဲ့ကိုယ်တက်တက်တော့ပြီးသွားရဆိုလို့ရှိရင်ဒီအဲ့ဆရာတော်ကစိတ်ကတဲ့အချင်းဆိုရှိရဲ့စိတ်ကအမယ်ချက်ကမယ်နေမြတ်နဲ့အချင်းရှိတယ်ကိုကဒီအချက်လက်တွေနဲ့ပြည့်စုံတဲ့ဘုန်းကြီးဆိုလို့ရှိရင်ဒါကဘယ်ထဲမှာလဲဆိုလို့ရှိရင်ဝိသုဒ္ဓိတွေကကိုယ်ခန္ဓာကိုယ်မှာဒီကမ္မရာဂတွေထားကြောင်းတောင်းချမ်းလာတယ်ဆိုလို့ရှိရင်ဒီဘုန်းကြီးတော့ပြုပြရနော်ကမ္မရာဂတွေထားကြောင်းတောင်းတနေနော်ကမ္မဂုဏ်တရားတွေမှာမြင့်ညွန်းနေတယ်ကိုယ်ကိုယ်လည်းမြင့်ညွန်းနေတယ်ဆိုတော့သိတယ်ဆိုလို့ရှိရင်အဲ့ဒီဘုန်းကြီးကရှင်ပြားတတိယကမ္မရာဂတွေနဲ့ဟိုထားကြောင်းတောင်းချမ်းနေပါတယ်ကမ္မဂုဏ်တရားတွေနဲ့မြင့်ညွန်းနေပါတယ်ဆိုပြီးအဲ့ဒီဘုန်းကြီးကိုရှားအောင်ဒီဘုရားရှင်ကနော်အာနန္ဒာနဲ့ဘုရားရှင်နဲ့ဉာဏ်တော်နဲ့နောက်မှဉာဏ်900နဲ့ဆုံးမကြောက်ကြတယ်ဆုံးမကြွကြတယ်ဒီဉာဏ်တော်ကပါလဲဆိုဓမ္မမြောက်ကိုရာယူဘောဝိငါစဓမ္မမြောက်ပြီးတော့ဘယ်လိုလဲဆိုရင်မလုံးမလုံးဝဇာနဲ့ဝတ်တရားမြင်နေတယ်မလုံးမလုံးဝဇာလေးကိုမြင်တော့ကြဒီဉာဏ်မှာသူကပုရုဇဉ်ဆိုတော့ဒီကမ္မရကဟိုထားကြောင်းတောင်းချမ်းလည်းပြီးတော့ကြောင့်ကရှောက်တော့ကြောင့်ဟာရှင်များဒီလိုကမ္မရာဂတွေထားကြောင်းတောင်းချမ်းနေပါလေဒီလိုတရားလေးတော့အာမင်းကတရားရုပ်လို့မြင်ရဘူးရုပ်ကိုရုပ်လို့မြင်တဲ့ရုပ်နဲ့လည်းတက်ခွဲဝိပဿနာတရားကိုဟောပြီးလိုက်မြတ်စွာဘုရားကလေအဲကြောင့်သူကကမ္မရာဂထားကြောင်းတောင်းချမ်းတာညီးတက်တော်လေနော်ဒါကြောင့်ရှင်းသွားမှမလို့ထပ်ပြီးရှင်းပြတယ်။ဒီနံပါတ်2ကဘာလဲဆိုရင်ဗျာပါဒတွေထားကြောင်းတောင်းရနေတဲ့အချိန်စိတ်လိုမချဖြစ်နေတဲ့အချိန်လောကဗျာပါဒတွေနဲ့ဖြစ်နေတယ်။ဒါလည်းဘုရားကိုဒီဉာဏ်ရှိတော့တဲ့နောက်မှာဒီဉာဏ်တန်ခါတွေဒီကမ္မန်းဆရာကြီးမှာဟောပြီးကိုယ့်ရဲ့ဗျာပါဒကိုဖြေလျှောက်ခိုင်းရမယ်လေ။ဟုတ်တယ်မလား။ဖြေလျှောက်ခိုင်းရမယ်။နာမည်ကြောင့်ကိုပြစ်လို့ကိုပြစ်ရှိတယ်လို့ကိုယ်စိတ်ထဲမှာသိတယ်ဆိုလို့ရှိရင်ဝန်ခံလိုက်တာစိတ်ကပေါ့လာဝန်ခံတဲ့ဆိုစိတ်ကမှတလုံးလုံးနဲ့အဲကြောင့်ခရစ်ယာန်တွေမှာရှိရတယ်ဒီဝန်ခံတာဆိုတာဒီဝန်ခံတာကဒီလိုက်တာလေးနားတာလေးဒီဝန်ခံတဲ့တော့ဒီဘက်ကဒီလိုက်တိုင်းဒီဘက်ကကျော်ဒီဘုန်းကြီးအဲ့ဒါမျိုးပြောကျွန်တော်ဟောဒီနေ့ဒီလိုပြည့်ကျူးလို့ပြီးပါတယ်ညာဒီမှာဝန်ခံပါတယ်ဒီအားဆိုလို့ရှိရင်လည်းညာငါသိနေတယ်အဲ့လိုမျိုးလုပ်တဲ့ဆိုပြီးခရစ်ယာန်မှာအဲ့လိုတည်းရှိနော်အဲ့ကြောင့်မလို့နံပါတ်1ကဘာလို့ဆိုရင်ကမ္မရာဂထားကြောင်းတောင်းကြလို့ရှိရင်တဲ့ခုနဆရာတို့တတ်မှတ်ထားတဲ့ဘုန်းကြီးဟောပြောရှောက်ပြီးရင်နံပါတ်2ကဘာလို့ဆိုရင်ညာပါလိုက်ထားကြောင်းတောင်းကြပြီးတော့စိတ်လုံးမကြဖြစ်လာတဲ့အခါဆိုရှင်အဲ့ဒီဘုန်းကြီးကိုပေါင်းရှောက်နော်ဒီလိုညာပါလိုက်ဒုက္ခတွေဒီလိုခံစားနေရပါတယ်ဒါဒီလိုမျိုးဒီငိမ့်အောင်ဟောပြပေးပါဆိုပြီးရှောက်အောင်ဒါကဘာလဲဆိုလို့ရှိရင်ဒီဘုန်းကြီးကခုနချက်နဲ့ပြီးရပြီနာမည်နဲ့ဇာတ်တွေကိုပြီးတယ်လေနော်ဘယ်လိုပုဂ္ဂိုလ်ဘယ်လိုဟောမလဲနော်သူ့မှာဒီပုဂ္ဂိုလ်ရွေးပြီးတော့သူတရားတွေပါဟောပြတယ်ပြီးရင်ကိစ္စဝိဇ္ဇဆိုရဲသူတရားနဲ့သူတရားပြဿနာချင်းတွေကမတူဘူးလေဒီပြဿနာဆိုရင်တရားလေးဘယ်လိုလေးနဲ့ဖြေလျှော့မယ်ဒီပြဿနာဆိုရင်ဘယ်လိုပြဿနာလေးဖြေရှင်းရမယ်သူကိစ္စလေးနဲ့ဘုရားဟောတာလေးနဲ့ဒါပြီးဥပမေယလေးနဲ့ရှင်းပြတယ်ဒါနံပါတ်1ပြီးတော့လို့ရှိရင်ဒီနမိတ်ကဘာကြောင့်တောင်းချမ်းနှိမ့်ဆက်လာလဲဆိုလို့ရှိရင်အဲ့ဒါရှောင်းဒီနမိတ်ကတောင်းချမ်းနေစကိုယ်တရားခံမယ်တရားမထုတ်မယ်လို့ဆိုလို့ရှိရင်လေခဏလေးကြောဒီနမိတ်ကတောင်းချမ်းနေတောင်းချမ်းလာတဲ့ကဆိုလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်ပရမတ်ဆုံးခန္ဓာကိုယ်နဲ့လေးကျင့်ကြည့်ရကျင့်ကြည့်ဒီနမိတ်ကလည်းဝင်နေဆိုလို့ရှိရင်ကျင့်ကြည့်ဒါမှမဟုတ်ညနေပိုင်းတွေ့ကြလားဒါမှမဟုတ်ညနေပိုင်းထပ်ချက်ပြနေချင်းကနေတိုင်းလောက်ပြနောက်ဆုံးပြီးမရတဲ့အဆုံးနဲ့အဲ့ဒါလိုက်ဒါကဥစဉ်ရအစားလို့ပြောရမှာရရှိတယ်လို့ပြောခဲ့နော်ဒီနမိတ်ကဒါနှိမ့်ဆက်တာလည်းရှင်မရနိုင်မယ်ဆိုလို့ရှိရင်အခိုင်အမာမရအာဒီအဲ့ချင်ရန်တဲ့တန်းလာတဲ့အခါပြောလေဒီနမိတ်ကနှိမ့်ဆက်ပြီးတော့စိတ်လိုလည်းမရမျက်နှာတည်းလိုလည်းမရ
လမ်းလျှောက်လို့လည်းမရဒါဆိုလို့ရှိရင်အဲ့ကလေးအဲ့ဒီတော့မှဟိုစိတ်ကကြည်နေလမ်းဆန်းလာတယ်ဒီမှာတရားဆက်ပြီးအားထုတ်တော့နော်နံပါတ်3ချက်ပြီးနံပါတ်4ချက်ပါရဲဆိုလို့ရှိရင်ဩဒိစ္စပုဂ္ဂုစာရေဩဒိစ္စပုဂ္ဂုစာရေပုဂ္ဂုစာရေပြမယ်စိတ်တွေပြမယ်တဲ့ခါဆိုလို့ရှိရင်ဒါလည်းကမ္ဘာဆရာကိုရှောက်ရှင်ဗျာဒီစိတ်တွေပြမယ်နေပါရဲ့ဒီကိုစိတ်ပြမယ်နေဆိုလို့ရှိရင်ဒီစိတ်တွေညောင်းတရားလေးပေးပါဘလို့တရားလေးပေးပါနာတရားလေးပေးပါဆိုလို့ရှိရင်သူကပြောပြနေတယ်စိတ်ပြနေတယ်ဆိုရင်ဘေးရာယုံမှာစိတ်ပြနေတာလေဘလို့ဘုံမျိုးပြတာလေဒါဆိုလို့ရှိရင်လည်းမိုးလေးခွက်လေးရှိပေါ်ပါနော်တာဒီဝါဒီမှာဘယ်လိုလေးကဖောက်ဝေးလေးရှိနော်အဲ့လိုပုံစံမျိုးလေးဖောက်ပြနေတယ်နော်ကမ္ဘာဆရာပြီးရင်နံပါတ်5ကဘာလဲဆိုလို့ရှိရင်ဝိကိစ္စကဝစီကိစ္စဝစီကိစ္စတော့ဘာတန်ရည်ဖြစ်လာတဲ့အခါတရားပေါ်မှာအခါလို့ရှိရင်တရားပေါ်မှာလည်းတန်ရည်ရှိခွင့်ရှိတရားပေါ်မှာလေတရားတွေပါဖြစ်လို့ရကိုကကျင့်ရတော့ပါလေကျင့်ရတော့ဆိုတော့ကိုယ်တန်ပြင်းနေတယ်ဆိုလို့ရှိရင်ရှေ့မလို့တော့ဘူး။ဒါကြောင့်မို့တရားပေါ်မှာကိုယ်ကတရားရှိတယ်ဆိုလို့ရှိရင်ပြီးရတယ်။ဟုတ်လားကမ္ဘာဆရာ။တရားပြီးရတယ်။ခုနကဘုရားကြီးပြောဆိုလို့ရှိရင်ပါတယ်။ဘုန်းကြီးဒီလိုကိုဒါပြီးတော့စာလေးပါလေးဒါတောင်းတာရှိတယ်။ကိုယ်သိချင်လို့သိချင်တော့ကြောင့်ဘုန်းကြီးကဒါပြီးကြ။ဘုန်းကြီးတရားလေးပြောသိချင်တယ်ဆိုတော့ဘုန်းကြီးကတရားရှင်းပြ။အဲ့လိုပုံစံမျိုးပေါ့။ကိုကဒီပြိဿကုန်းကလည်းကိုကတန်ရဖြစ်တယ်ဆိုလို့ရှိရင်ဟုတ်ပြီလေဘုရားနော်ဒီဟာလောဘီဒီယာစနစ်လောဘီဒီယာတွေပါပြေးလို့ရှိရင်အဲ့ဒီကိုကလောဘီဒီယာမှာကိုကနားမလဲမသိနားမလဲကြတယ်နင်းပြန်တယ်ကိုကမသိပဲနဲ့ဒီတိုင်းမသိတဲ့တဲနဲ့နေလိုက်တယ်လို့မနေလိုက်နေနော်ကိုယ်ထဲမှာတန်တရားတွေရှင်းသွားမှာကိုကလှုပ်လို့ရတာစင်ပြေတာလေဘာလဲလို့တန်တရားရှင်းမှလှုပ်လို့တော့ဒါကြောင့်မို့ကိုယ်စားတွေဝိသိကိစ္စတွေဖြစ်လာတယ်ဆိုလို့ရှိရင်မရဘူးပြီးရင်နံပါတ်6ချက်ကဘာလဲဆိုလို့ရှိရင်အာရဝံပုံရင်ပြည့်လို့တဲ့အချိန်နဲ့ပြည့်လေတဲ့အာရဝံတွေအကုန်ပေါင်းဘယ်လိုအာယုံပြည့်သွားမှာလဲမရဘူးကိုကစစ်ချင်လွတ်ချင်တယ်ဆိုလို့ရှိရင်ပေါ့ဗျာကိုယ့်ရဲ့ကမ္ဘာနဲ့ကိုယ်ကိုယ်လေးတွက်လေးရှိပါကိုယ်နဲ့မကိုက်ညီပေါ့ဗျာဟောက်ပင်နဲ့ကိုယ်နဲ့မကိုက်ညီပြီးတော့လို့ရှိရင်ကိုယ်စိတ်ထဲမှာဒီတရားတွေနဲ့အဆင်မပြေဘူးပေါ့ကိုယ်လည်းသိနားမလဲဘူးဆိုလို့ရှိရင်လည်းမရဘူးအဲ့ဒီဘုန်းကြီးဟောလားချက်ခွန်ချက်နဲ့ပြည့်စုံတယ်ဘုန်းကြီးပြီးရနောက်ပညာသိတော့တဲ့ပြီးလေဆိုလို့ရှိရင်ကိုယ်စက်ခံပါလေဒီကမှာငါ့ကိုပညာစမ်းတယ်ဒီကကြီးငါ့ကိုပညာစမ်းတယ်လို့ဖြစ်ပြီဒါကြောင့်မို့ကိုကပညာသိနဲ့လည်းမကျဲနဲ့ပြီးဝိညာဉ်သိနဲ့လည်းမကျဲနဲ့ပညာသိနဲ့ဒီအချက်၃ချက်နဲ့ပြည့်စုံပါတယ်ဥပမာကြီးနဲ့ဗာလဲဆိုလို့ရှိရင်ပညာသိတာဆောင်ရွက်နေတယ်ပဲဆောင်ရွက်နော်ဆောင်ရွက်နေတယ်ဆောင်ရွက်ပြည့်ရအောင်နော်ပြည့်ရနေတယ်စာပြီးပြည့်ရဒါပညာရေးနဲ့စာချက်တယ်ဆိုတော့ဒီလောက်ပဲပြီးတော့နေတာဘုရားစာရနာဘောတယ်စာရမတွေ့နိုင်ဒီကနေ့စာချက်ဒီတိုင်းတော့ဘောနဲ့ချက်ဖွင့်ချီတော့မြန်ဘူးနော်အဲ့လိုပုံစံမျိုးဒါပြည့်ရတယ်ပြီးတော့လို့ရှိရင်ဘာလဲဆိုချင်းဝိညာဉ်တိရပြိပတ်တဲ့တွေပဲနော်ပြိပတ်ဆိုပါလေကျင့်စဉ်တရားတွေကသိရပါလေဟုတ်တယ်ပါလားပြီးတော့လို့ရှိရင်ပညာသိတယ်ပညာသိရတော့ပြိဝိတာဒီသုံးချက်ညီမှပညာသိမပါဘဲနဲ့ပညာသိလို့ကိုယ်ဖယ်ပြီးတော့သွားတယ်ပညာသိတစ်စင်းရဲ့ပေါ့ပညာသိတရားနဲ့ပြီးရင်ဝိညာဉ်သိတရားနဲ့နောက်ဆုံးပိတ်တော့ပညာသိတရားနဲ့နော်အဲ့ဒါကအဲ့ဒီလုံးချက်လုံးစုံမှဟောကိုလိုချင်တာညကိုလိုချင်တာနိဗ္ဗာန်အဲ့ဒါကြောင့်နိဗ္ဗာန်နဲ့ဆက်လို့ပါလဲဆိုရင်ဘုရားကမှဥစဉ်တရားနဲ့ပြောပါနော်အာစိဏကအာတဏကနော်အာစိဏကဆိုတာပါလဲဆိုရင်ကိုနေ့စဉ်နည်းနည်းနိုင်ကြော်လို့ရတယ်နော်နေ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 အဲ့တော့အာစိဏကကကိုကနေ့စဉ်လုပ်တဲ့အရာတွေအာစိဏကနေပဲကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိနော်ကောင်းတာလည်းရှိတယ်ကိုကောင်းတာမြဲတယ်လို့ဆိုရကောင်းတဲ့အာစိဏကနေ
ဖြစ်မှာပေါ့မကောင်းတာလေးကြီးရဲတယ်လို့ဆိုရင်မကောင်းတဲ့အာဇိနကဖြစ်တာပဲတို့ကလည်းမှထင်ပါဦးအာဇိနကဆိုတာကောင်းတယ်လို့ထင်ကြအာဇိနကကောင်းတာလည်းရှိမကောင်းတာလည်းရှိကောင်းတာလေးရဲကိုနေ့စဉ်ပြုတဲ့အမှုဆိုရင်အာဇိနကပဲနေ့စဉ်လုပ်နေတယ်အခုလိုရဲတယ်လို့ပြောတာအာဇိနကပဲခုလိုရဲတယ်လို့အာဇိနကဒီအာဇိနကလေးရဲရှင်းတဲ့သွားတဲ့ပုဂ္ဂိုလ်ကဘယ်နေရာမှာကျူပေးရဆိုအာတဏကကိုတေကံလေးဆက်ဆက်မှာကျူပေးနော်ဒါအရေးကြီးတယ်ရန်ရေးကြီးတယ်ဒါကြောင့်မို့ကိုကဝိပဿနာတွေရဲတယ်အာဇိနကနဲ့ရဲတယ်အားထုတ်အဲ့ဒါသာဆိုရှင်ပါလဲဆိုရင်ကိုကဝိပဿနာတရားရဲတယ်မောဟများနှလုံးသွင်းနေတယ်ဆိုလို့ရှိရင်အာတဏကနဲ့တေကံလေးဆက်ဆက်မှာကျူပေးရကောင်းတာကိုကရဲတယ်ကောင်းတာလုပ်ခဲ့တာဟုတ်ကောင်းတာကိုရဲတယ်လုပ်ခဲ့တော့တေကံလေးဆက်ဆက်မှာဒီကောင်းတာတွေပဲတွေးနေမကောင်းတဲ့လုပ်တဲ့တွေဒီလိုပဲကိုကမကောင်းတဲ့အာဇိနကနဲ့ရဲတယ်လုပ်နေနောက်ဝိပဿနာတရားတွေနဲ့ရဲတယ်ဘာမှမပေါ်ဆိုင်တဲ့အာဇိနကနေနဲ့အခုတွေလုပ်အခုတွေကိုအာဇိနနဲ့နေတိုင်းလုပ်အာဇိနကဆိုတာကနေတိုင်းလုပ်ရတယ်နေ့စဉ်ပြုတဲ့အာဇိနကလည်းနော်ဒါကြောင့်မလို့ကိုကအခုတွေကိုအာဇိနကနေနဲ့နေတိုင်းလုပ်တဲ့ဒီကနေ့ဆယ်ရခဲ့မှာအာဇိနကနေကတော့ဒါရဲ့ပါလို့ကိုကရဲတယ်အခုလိုပဲရှိမှာကောင်းတာလေးကျန်မကောင်းတာလေးပြောမကောင်းတာလေးလုပ်နေတဲ့လူကဒီကနေ့ဆယ်တဲ့မှာကောင်းတာလေးတွေးနိုင်ပါတွေးနိုင်ပါဘူးတွေးနိုင်ဘူးဒါကြောင့်မို့ကိုကဒုက္ခဝိပဿနာအားထုတ်တဲ့တိုင်းနဲ့နားမလည်ဘူးဒီလို့တော့ဘုန်းကြီးပြောတဲ့အားလေဘာအိမ်မှာကိုဒီမှတ်ရတာတွေများတယ်ခုနှစ်ချက်တွေရောရှစ်ချက်တွေရောကိုးချက်တွေရောချက်တွေလည်းများလိုက်တာအချက်တွေအားတွေလည်းကိုကမှတ်ပြီးဆိုမှတ်ပြီးဆိုနေခေါင်းကအာဇိနကကုလူအခုလူကနေ့စဉ်ဘာတွေပြပါလဲဒါတွေကကိုယ်ဒီကနေ့မှဒါတွေပြန်ပြီးတော့တွေးနေဝင်လာမှာပဲဒီကနေ့စစ်စစ်ဒါကြောင့်မလို့ဒီကကမိုင်းရဲတဲ့ဝိပဿနာအားထုတ်ခုလိုကောင်းမှုတွေကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းဗေဒဝံကာမေပဝေစိတ်တုတန္တောကမိယစေနကဒေဒုမေပြနုလေခောဖသစိတ်နာသူမိနလာဓမ္မောဖျားရည်မြစ်စေကမြန်လိကတွေတော့ရှိသူတို့ကောင်းလို့ဒီဓမ္မိရစေနကလွေကြုံတမ်းမြမုကိစ္စဝေသစ္စာနာနဲ့ဉာဏ်ဆိုင်အောင်လိုက်လိုက်လဲလဲစိတ်တော်ဆွေး၍နဲ့တဲ့သဘောတွေကိုနည်းနည်းစွာဆင်ခြင်အကြံကောင်းဉာဏ်ကောင်းဝန်တော်မူကြကုန်၏ဖြစ်၍ကာမေရှိကဒီဝံကိုကတော်စီမံထမှာလက်ရောက်ရာသာမြတ်လာဤတွေကြီးကြီးငယ်ဟုကြီးငယ်ရုပ်စုကိုယ်တို့ပိုင်နာမိကာမဘုဒ္ဓစုစုကိုဟိတဝနာငါတို့ပိုင်ညာဒီကမတရားတို့ဒီကအများတကာတို့ဖြင့်ဆက်ဆံဝိဝိကဝိယံယံတွေကအလုံးများကြောင့်လည်းဝေဝါကောက်ကိုကြောင်းတော်ဉာဏ်ဖြင့်လွတ်လွတ်ကြည်စွန့်ပေးတော်မူကြကုန်လေဘဗေစိတုကာဝနာတတိတတိပိဇာညာညောင်လို့ပေါ်မှာလောအောင်ကျုံရဲ့ယုတ်ခံထွက်၍နေတရှင်မရှင်ယံပြုတော်မူကြပေကုန်သတည်းသာနိတိဒါနိယခုအာနနေတော်မေတိမြတ်တဲ့ခမအာရိယနဲ့သာနာပြေအောင်ကြတဲ့လူတရားနာပြည့်တဲ့ပေါင်းဘုရားပေါင်းတို့ဒီလည်းပဲမရစီနာကိလေနာမံကိုယ်တည်းယံကိုလုံးလံဖြိုခွဲအောင်တဲ့ဆွေ၍အောင်ဝဲပိတ်ပိတ်စေလို့စိတ်ဖြင့်ဘိက္ခာရှိဘုံသဝစုကိုဝိယုံစင်မြတ်အာနာအောင်မြင်နဝဲအောင်ခွန်တဲ့ကောင်းတဲ့မြမတို့ဆေရောတော်ရှင်တိတို့အကြကုန်ဒီကြည်သူဝေဒနာသမဏိတာမိညာဘုံမေဘုံတွင်တို့ချစ်ခင်လေးမြတ်တဲ့တော်
ပြည့်၍ဒေတို့ဘုရားလျာမျက်စိကနေရာတွင်နောက်ရှိသူတော်ကောင်းတို့ကိုအနုသိကဝလူလက်ခကျင့်နိုင်ကြပါစေကုန်သတည်းအနုသိကဝမြဲခြင်းမပြောက်ရှင်တို့နောက်မှာကောင်းကောင်းလိုက်ပါဝိခါဖြင့်သရဏတိသမာဓိဖြင့်ဉာဏ်ညာဝိရိယအားချက်မြတ်လျက်စနကမင်းပမာတွင်ကလုံးလာမြဲမြံဆွေတန်တပြည့်จิตจำကြိုးကုန်ပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း